နိုင်ငံတကာအကူအညီကိစ္စရေးအဖွဲ့ကိုကျေးဇူးတည်သက်စွာတောင်းပြန်ခဲ့လို့ကမ္ဘာပေါ်မှာနာမည်ကောင်းရနေတဲ့မန္တလေးမြို့သူမြို့သားများငလင်ပေးတံကိုအဆိုးဆုံးခံစားနေရပေမဲ့လည်းစေတနာတရားမပြတ်လို့ချီကျူးခံနေရတာကတော့မန္တလေးမြို့သူမြို့သားတွေလို့ဆိုရပါလိမ့်မယ်။မတ်လ28ရက်နေ့မှာမြင်းငလင်ကြီးကမန္တလေးမြို့ကအဆိုးဆုံးခံစားခဲ့ရတယ်လို့ဆိုနိုင်ပါတယ်။ဒီလိုအခြေအနေတွေကြောင့်နိုင်ငံတကာကကူညီကိစ္စရေးအဖွဲ့တွေအများကြီးရောက်ရှိနေရဖြစ်ပါတယ်။မန္တလေးမြို့ကိုရောက်ရှိနေတဲ့ဗီယက်နမ်ကိစ္စရေးအဖွဲ့ကဈေးဝယ်နေချိန်မှာမန္တလေးသူအန်ဒီဂျီတဦးကဗီယက်နမ်ကိစ္စရေးအဖွဲ့ဝယ်ယူနေတဲ့အသီးအနှံတွေအတွက်ပတ်စံဝင်ရှင်းပေးဖို့စ조사ခဲ့ပြီးတော့တက်နိုင်လောက်ကျေးဇူးဆက်ချင်လို့ပါဆိုပြီးမြစ်တာရက်ခံခဲ့ရှာပါတယ်။ဗီယက်နမ်အဖွဲ့ရဲ့တာဝန်ရှိသူကအန်ဒီဂျီရဲ့အပြုအမူအတွက်စိတ်ထိခိုက်သွားဟန်ရှိပြီးတော့အတိအမှတ်ပြုကြောင်းနဲ့အဲဒီလိုပတ်စံဝင်ရှင်းပေးတာကိုတော့လက်မခံပဲဗီယက်နမ်အစိုးရကဒီခရီးစဉ်အတွက်အလွန်လောက်ထောက်ပံ့ပေးထားတယ်ဆိုပြီးသူတို့အတွက်ဝင်တော့ဝင်ဖို့မဖြစ်ပါနဲ့လို့ညှင်းဆန်ခဲ့တာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ဗီယက်နမ်တာဝန်ရှိသူကဗီယက်နမ်မြန်မာငါတို့ကမိသားစုငါတို့ကအကောင်းဆုံးတငယ်ချင်းတွေလို့အန်ဒီဂျီကိုနှစ်သိမ့်ခဲ့ပြီးတော့ဒီဖြစ်ရက်ကဗီယက်နမ်မီဒီယာတွေမှာအတော်လေးပြန့်နှံ့နေပြီးတော့မြန်မာပြည်ငလင်ဘေးကနေအမြန်ဆုံးရုံးထနိုင်ဖို့အတွက်ဆုတောင်းပေးနေကြပါတယ်။ဒါအပြင်မြန်မာလူမျိုးတွေရဲ့ယဉ်ကျေးဖော်ရွေတဲ့စိတ်ထားလေးတွေကိုလည်းချီးကျူးနေကြတာပါ။တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေကိုလည်းမန္တလေးမြို့သူမြို့သားတွေကအေးအေးဘူးတွေရေးတံဘူးတွေနဲ့စားတောက်စရာတွေနဲ့ဧည့်ခံနေကြတာကိုတွေ့ရပါတယ်ရှင်။